ဒီဇလန်လေးကတော့လူသူမှနီးတဲ့တဲကန်နာရကြီးရဲ့အလံဝေးလာတဲ့တနေရာကအဆုံးအတက်နဲ့ဖန်တီးထားတဲ့ဝိညာဉ်ယုံတော်ကနေစတင်ခဲ့ပါတယ်။အဲ့ဒီယုံတော်ထဲမှာကေစာဆိုတဲ့စိုးသွမ်းနဲ့ဆုံးဆရာကြီးနေထိုင်ပြီးသူဟာကြောက်မက်ဖွယ်ကောင်းတဲ့နဂါးကြီးကိုဆေလွတ်ကာချောမောလှပတဲ့မင်းသမီးလေးတွေကိုခိုးယူဖျောက်ဖျက်လေးရှိပါတယ်။ဒီပုံမြင်ကိုခမဲတော်ဖြစ်သူကပြောပြနေချိန်မှာမင်းသမီးလေးမီနာကတော့အဲ့ဒီနဂါးကသမီးကိုလာဖမ်းရင်တော့နောက်တရားစေရမယ်လို့ပြန်ပြောခဲ့ပါတယ်။နှစ်နှဲငယ်ကြာပြီးနောက်မီနာဟာအရွယ်ရောက်လာပြီးနန်းတွင်းကစစ်တီတော်တိုင်းကိုရိုတေတေဆက်ဆံတတ်တဲ့မင်းသမီးလေးဖြစ်လာပါတယ်။သူမမှာငယ်တငယ်ချင်းရိုနန်ဆိုတဲ့ချစ်သူရှိနေပေမဲ့ခမဲတော်ကတော့မိမသားဆိုတာတိုင်းပြည်ကိုမအုပ်ချုပ်နိုင်ဘူးလို့ယူဆပြီးသူမကိုစွမ်းအားကြီးတဲ့စစ်တီတော်တဦးနဲ့သာလက်ထပ်ပေးခြင်းနေပါတယ်။မီနာကတော့သူမချစ်တဲ့သူနဲ့အတူတိုင်းပြည်ကိုဥဆောင်ခြင်းသူပါတနေ့မှာရိုနန်ကသူမကိုလက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက်မီနာတယောက်ပျော်ရွှင်စွာလက်ခံခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ဘက်တွေကတော့အများကြီးပါပဲ။ရော်ဂျီပစိန်ကိုကျွမ်းကျင်စွာအသုံးပြုနိုင်တဲ့ကြွတ်သားတန်မာသူကက်ပီယာချမ်းသာကြွယ်ဝတဲ့အာရပ်ဘုရင်ထားချမ်းအမေခိုင်းတာမှန်သမျှလုပ်တတ်တဲ့တရုတ်မင်းသားလေးရော်ဂျီကရိုနန်ကိုဓားတောင်မကင်တတ်တဲ့ကောင်လို့လှောင်ပြောင်ပေမဲ့ရိုနန်ကခန္ဓာကိုယ်မှာအတန်မာဆုံးကြွတ်သားဟာအုံနောက်ပဲလို့ပပနက်နက်ပြန်ချေပခဲ့ပါတယ်မင်းသမီးရဲ့ကျင်ရတော့ရွေးချယ်မဲ့ပွဲမှာရုတ်တရက်နဂါးကြီးပေါ်လာပြီးမီနာကိုဖမ်းခေါ်သွားပါတယ်ဘရင်ကြီးကမီနာကိုကယ်နိုင်တဲ့သူကိုကျင်ရတော့အဖြစ်ခန့်အပ်မယ်လို့ကြေညာလိုက်တဲ့အခါရိုနန်လည်းသူ့ရဲ့လေးနဲ့များကိုယူပြီးမီနာကိုကယ်ဖို့ထွက်လာခဲ့ပါတယ်။ခီးလန်းမှာရိုနန်ဟာဝက်ဝံမိသားစုကိုမွေကြီးရန်ကနေကယ်တင်ခဲ့လို့ပြုံးဆိုတဲ့စကားပြောတတ်တဲ့ဝက်ဝံကြီးနဲ့မိတ်ဆွေဖြစ်သွားပါတယ်။သူတို့ဟာဆုံးဆရာကေစာကိုတီးတဲ့ဖင်ဆိုတဲ့ဝိဇာဆရာကြီးစီရောက်သွားပါတယ်။ဖင်ကကေစာရဲ့နဂါးဟာတကယ်တော့နာဟီနာဆိုတဲ့ဆုံးမကြီးဖြစ်ပြီးသူကိုယ်တိုင်မှားယွင်းတိုက်ကြွေးခဲ့တဲ့အချစ်စေးကြောင့်အခုလိုစိတ်ဖောက်ပြန်ပြီးချစ်သူတွေကိုလိုက်လံခွဲဖြက်နေတာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။မီနာဟာရုံးတော်ထဲမှာရွှေရုပ်တုအဖြစ်ပြောင်းလဲခံထားရတဲ့တခြားမင်းသမီးတွေကိုတွေးလိုက်ရပါတယ်။ကေစာကသူမကိုအလိုလိုက်ပြီးစိတ်ကျေနပ်အောင်ထားပေမဲ့မီနာကတော့လက်မခံပါဘူး။သူမဟာကိုပြောက်အုပ်ထုပ်ကိုရရှိသွားပြီးကေစာရဲ့မုတ်ဆိတ်ရှည်ကြီးတွေကိုတိုင်မှာချီနှောင်ကထိုးနှက်ခဲ့ပါတယ်။ဒါအပြင်နာဟီနာရဲ့လက်စွပ်ကိုခိုးယူပြီးရွှေရုပ်တုဖြစ်နေတဲ့မင်းသမီးတွေကိုလူပြန်ဖြစ်အောင်ကယ်တင်ခဲ့ပါတယ်။ရိုနန်တို့အဖွဲ့ဟာကေစာရဲ့တိုင်းပြည်ကိုသွားဖို့တဲကန်နာရတဲ့ကအီယာမခေါင်းကြီးနဲ့တွေ့ဆုံခဲ့ပါတယ်။ရိုနန်ကဒါဟာတဲကန်နာရမဟုတ်ဘဲရေခမ်းနေတဲ့မြစ်ဖြစ်မှန်းသိလိုက်ပြီးဆယ်ကိုဖျက်ချလိုက်တဲ့အခါမြစ်ရည်တွေပြန်စီးဆင်းလာပါတယ်။အဲ့ဒီအခါဘီလူကြီးဟာသူ့ရဲ့စွမ်းအားတွေပြန်ရလာပြီးကေစာကိုနှိမ်နင်းနိုင်မဲ့မော်ဒါကိုရိုနန်ကိုလက်ဆောင်ပေးခဲ့ပါတယ်။ရိုနန်ဟာရုံးတော်ကိုရောက်သွားပြီးကေစာနဲ့ရင်ဆိုင်တိုက်ခိုက်ပါတယ်။ကေစာရဲ့မော်စွမ်းအားတွေကိန်းအောင်နေတဲ့မုတ်စိတ်တွေကိုဖျက်ချလိုက်တဲ့အခါကေစာဟာရွှေရုပ်တုအဖြစ်ပြောင်းလဲသွားပါတယ်။ဒါပေမဲ့နာဟီနာကမီနာကိုအိမ်မွေးချကာထားရွတ်လိုက်တဲ့အတွက်မီနာဟာနိုးမလာတော့ပါဘူး။လမ်းမှာရော်ဂျီကရိုနန်ကိုလှုပ်ကြံပြီးမီနာကိုခိုးယူကာနန်းတော်ကိုပြန်သွားပါတယ်။သူကပဲမီနာကိုကယ်တင်ခဲ့တဲ့အောင်ဟန်ဆောင်ခဲ့ပေမဲ့ရိုနန်ကအချိန်မီရောက်လာပြီးနာဟီနာစီကရတဲ့မော်လက်စွတ်နဲ့မီနာကိုနှိုးလိုက်ပါတယ်။မီနာနိုးလာတဲ့အခါလူလိန်ရော်ဂျီကိုလက်သီးနဲ့ထိုးနှက်လိုက်ပြီးအမှန်တရားကိုဖော်ထုတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ခမဲတော်ကရိုနန်ကိုအတိမတ်ပြုလက်ခံခဲ့ပြီးရိုနန်နဲ့မီနာတို့ဟာပျော်ရွှင်စွာပေါင်းဖက်သွားကြပါတော့တယ်။